လေဘာငိုရမှာလဲဟဲ့နင်တို့ကလည်းငိုတယ်ဆိုတာယင်းနေ့ကခံစားချက်ပါမှဖြစ်တာမလေ तू ငိုပြီးတော့တရုပ်ဆောင်နေတာကြီးကလေဘာခံစားချက်မှမပါဘူးငါကတော့လေသူတယောက်ဆောင်တာကိုမကြိုက်လို့ကိုမကြည့်ဘူးဟာ तू ကမင်းသမီးဖြစ်နေရဆိုတာလေသူ့အမေပတ်စံရှိနေလို့မင်းသမီးဖြစ်နေတာရေးချင်းရှိလို့မဟုတ်ဘူးသူ့နေရာမှာငှာသားဆိုလို့ကတော့လေဒီထက်ပို့ပြီးတော့ကောင်းလေအများကြီးတရုပ်ဆောင်နိုင်တယ်သိလားဒီမှာငါပြောပြမယ်ငိုတယ်ဆိုတာလေရင်ထဲကနေခံစားပြီးတော့မှတရုပ်ဆောင်ရတာလေ तू ကငိုရလဲငိုချင်သေးတယ်အလှပြက်မှာလည်းကြောက်သေးတယ်ဒီကြားထဲနှက်ခမ်းကြီးကစိုးထားတော့ तू နှက်ခမ်းကြီးပြက်မှာဆိုလို့လေနှက်ခမ်းကြီးကိုခြုံပြီးတော့ငိုတာတော်တော်ရုပ်ဆိုးတာပါဟဲ့ လူကြီးငိုရတယ်ပြပြပါ အော်နင်တို့ကလေငါလုပ်ပြမယ်ဒီမကြည့်နော်ငါတေးချောင်းကြည့်တာကနှက်ခမ်းအော်နဲ့အခန်းနဲ့အောက်နှက်ခမ်းနဲ့အောင်ထီဦးဟောရန်ကုန်ကိုတေးချောင်းတော့လာပါတကယ်ဆုံးရပြီလားအဲ့လိုငိုတာပြောရအောင်ငိုလဲငိုတယ်လေအဲ့ဒီနှက်ခမ်းနေညောင်းဆိုလို့အဲ့လိုကြီးလောက်ပြီးတော့ငိုတာတကယ်ရုပ်ဆိုတာပါဟဲ့ဒါကလေငိုတဲ့ဟာဒရာမာကိုလို့တော်သေးတယ်နောက်တစ်ခါရှိသေးတယ်